မနက်ဖြန်အမေရိကနေပြန်ရမယ်ဆိုရင်တော့ဒီ burger ကြီးကိုမြန်မာပြည်သယ်သွားချင်ပါတယ်အားလုံးဒီကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြန်မာအခုရောက်ရှိနေတဲ့နေရာကတော့အမေရိကရဲ့အကောင်းဆုံးအကြိုက်ဆုံး In and Out Burger ဆိုင်ဖြစ်ပါတယ်1948ခုနှစ်တုန်းကစဖွင့်ပြီးတော့ပထမဆုံး drive through fast food chain လည်းဖြစ်ပါတယ် drive through ဆိုတာကတော့ကားပေါ်ကနေမစင်းမဲနဲ့ order မှာလို့ရတဲ့ဝန်ဆောင်မှုပါဒီဆိုင်ကတော့နာမည်ကြီးသလောက် menu ထဲမှာ item ၄မျိုးပဲရှိပါတယ်အမဲသား burger cheese burger အာလူးကြော်နဲ့ချွေအဲ့ဒါပဲရှိပါတယ် fast food chain လို့ပြောပြီးဈေးချို့ပေမဲ့သူသုံးထားတဲ့ ingredients တွေကတော့အရန်ကိုလက်ဆက်ပါတယ်အဲ့ဒါကြောင့်မို့လဲသူ့လိုအရသာနဲ့ဈေးနှုန်းတခြားဆိုင်တွေမှာရှာလို့မရပါဘူးပြီးရင်ဒီဆိုင်က McDonald တို့ KFC တို့လို delivery app ထဲကနေမှာလို့မရပါဘူးညီမအမြင်ကတော့ဘာလို့လဲဆိုတော့ तू ကလာစားတဲ့ customer တိုင်းကိုလက်ဆက်တဲ့အရသာကိုစားစေချင်လို့ပါပြီးတော့ဒီဆိုင်ကအမေရိကရဲ့ West Coast မှာပဲရှာတွေ့နိုင်ပါတယ်နောက်စိတ်ဝင်စားစရာတစ်ခုကတော့သူ့ရဲ့ဆိုင်ခွဲတွေအကုန်လုံးကမိသားစုပိုင်စီးပွားရေးပါ तू က franchise ကိုလုံးဝမလုပ်ပါဘူးဒါတွေအားလုံးကတော့ In and Out ရဲ့ branding strategy ပါသူကတော့ menu ပေါ်မှာရှိတဲ့ item တွေရဲ့ရိုးရှင်းမှုပြီးတော့စားစရာရဲ့လက်ဆက်တဲ့ quality နောက်ပြီးတော့ location ရဲ့ပေါ့နော်တည်တံ့ဖြစ်တဲ့ခန်းစားချက်ကိုရောင်းစားတာပဲဖြစ်ပါတယ် menu ထဲမှာအမယ်၄မျိုးပဲရှိပေမဲ့ hamburger တစ်လုံးမှာရင်သူ့ရဲ့ပါမုတ်ပြီးတော့အသားနောက်ပြီးတော့ခရမ်းကျင်တီကြက်သွန်ပေါ့နော်ကိုကြရင်ကြိုက်လို့ပြုပြင်လို့ရပါတယ်ပတ်စံအပိုလည်းထပ်မကောက်ပါဘူးဥပမာညီမစားဖြစ်တဲ့ order ဆိုရင်တော့ double extra toasted bun and then extra slices of tomato နောက်ပြီးတော့ caramelized onion ပဲဖြစ်ပါတယ်အာလူးကြော်နဲ့ milkshake လည်းမှာထားပါတယ်ပြီးတော့အာလူးကြော်ကိုဘယ်လောက်ကျွတ်ချင်လဲမှာချင်လဲဆိုတာကိုက request လုပ်လိုက်ရင်ကိုလိုချင်တဲ့အတိုင်းသူတို့လုပ်ပေးပါတယ်အမေရိကရောက်နေရ9နှစ်တောင်ပြည့်ရောမယ်ပေါ့နော်ဒါပေမဲ့အဲ့လို burger စားတိုင်းလက်တွေပေးပါစက်တွေပေးဘလို့တရက်ရက်ကိုစားမှန်းမသိဒီအာလူးချော်နဲ့တူစားနေရဲ့လင်မွန်ရောင် sauce ကတော့ In and Out spread ပါအရန်ကောင်းပါတယ်သူကအဲ့လိုချိုးချင်းလေးပေါ့မရှိမဖြစ်ကတော့ဒီငရုတ်သီးအချင်ပဲဖြစ်ပါတယ်ဒီငရုတ်သီးချင်ကတော့ hamburger နဲ့အရန်လိုက်ပါတယ်အေးလည်းပြေပါတယ်In and Out ကတော့ classic late night spot ပါညကျရင်အရန်စီပြီးတငယ်ချင်းနေမိသားစုတွေတူတူလာစားကြတဲ့နေရာပါဒီလိုကြည့်ပြီးတော့ပေါ့နော် American စားရေးစားပြီးမြန်မာစားကိုမေ့သွားပြီလားဆိုမဟုတ်ပါဘူးအိမ်မှာငပိတွေငချောက်တွေလက်ဖက်တွေရှိပါသေးရဲ့ကြည့်နေတဲ့တငယ်ချင်းအားလုံးကိုလည်းဒီဆိုင်ကိုခေါ်လာချင်ပါတယ် For those of you who have been to In and Out make sure to drop your order in the comment and thank you